ကျွန်ုပ်သည်ကြောက်ရွံ့သောအခါကိုရို၌ခိုလုံပါမည်။ဘုရားသခင်ကိုအမိပြု၍နှုတ်ကပတ်တော်၌ဝါကြွားပါမည်။ငါသည်ဘုရားသခင်ကိုခိုလုံသည်ဖြစ်၍ကြောက်เสียမရှိ။လူသည်ငါ၌အဘယ်သို့ပြုနိုင်သနည်း။စာလံ56အပိုက်ငယ်3နဲ့4ငြိမ်ဝတ်စွာအိပ်၍ပျော်ပါမည်။အကြောင်းမူကားကျွန်ုပ်သည်လုံခြုံစွာနေရသောအခွင့်ကိုကိုရောအရှင်ထာဝရဘုရားသာလျှင်အခွင့်ပေးတော်မူ၏။စာလံ4ပိုက်ငယ်8ငြိမ်သက်ခြင်းကိုသင်တို့၌ငါထားခဲ့၏။ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။လောကီသားတို့ပေးတဲ့ကဲ့သို့ငါပေးသည်မဟုတ်။သင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။ရှင်ယောဟန်ခန်းကြီး14အငယ်29အကြောင်းမူကားဘုရားသခင်သည်ကြောက်တတ်သောစိတ်တဘောကိုငါတို့အားပေးတော်မူသည်မဟုတ်တကိုးပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်တဘောကိုပေးတော်မူ၏နှစ်တိမိုသေခန်းကြီး1အငယ်9ထာဝရဘုရားမိန့်တော်မူသည်ကားသူတစ်ပါးတို့ကတင်သည်စွန့်ပစ်ခြင်းကိုခံရသောသူဟု၍၎င်းအဘယ်သူမျှမကြည့်ရှုမပြုစုသောသူဟု၍၎င်းခေါ်တော်လဲကျွန်ုပ်၏အနာရောဂါများကိုပျောက်စေ၍ကျမ်းမာပဂတိဖြစ်စေမည်ယေရမိနာဂတိကျမ်းခန်းကြီး30အငယ်19သင်တို့မူကားမောင်မိုက်ထဲမှအံ့ဖွယ်သောအလင်းတော်သို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မျက်စိစိမ်ရှိသောရစ်ပျောဟိတ်မျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏ပေတရုဩဝါဒစာပရမဆောင်ခန်းကြီးနှင့်အငယ်9ဖြောင့်မတ်သောသူသည်ခုနှစ်ကြိမ်လဲတော်လဲထပြန်လိမ့်မည်မတရားသောသူမူကားလဲသောအခါဆုံးရှုံးလိမ့်မည်သုတ်တန်24အငယ်16ကောင်းသောသူ၏ခြေရာတို့ကိုထာဝရဘုရားသည်ပဲ့ပြင်၍သူသွားရလမ်းကိုနှစ်သက်တော်မူ၏ထိုသူသည်လဲတော်လဲဆုံးရသို့မရောက်ရအကြောင်းမူကားထာဝရဘုရားသည်သူ၏လက်ကိုကိုင်မတော်မူ၏စာလံ39အပိုက်ငယ်23 24ထာဝရဘုရားသည်ပတ္ထနာပြုသောသူအပေါင်းသစ္စာနှင့်တကွပတ္ထနာပြုသောသူအပေါင်းတို့၏အနီးအပါး၌ရှိတော်မူ၏145ခုမြောက်သောစာလံပိုက်ငယ်18ထာဝရဘုရားသည်ကောင်းတော်မူ၏အမှုရောက်သောအခါရဲတိုက်ဖြစ်တော်မူ၏ခိုလုံသောသူတို့ကိုသိမှတ်တော်မူ၏နာဟုံအခန်းကြီး1အငယ်9ထာဝရဘုရားသည်အချိန်တန်မှတင်းပြေ၌မိုးရွာစေခြင်းက၎င်းတင်ပြုလေရာ၌ကောင်းကြီးပေးခြင်းက၎င်းဘာနာတော်တိုက်တည်ဟူသောမိုးကောင်းကင်ကိုဖွင့်တော်မူမည်သင်သည်လူမျိုးတို့အားချီးငှားရသောအခွင့်ရှိလိမ့်မည်သူတို့သည်သင်အားချီးငှားရသောအခွင့်မရှိရထာဝရဘုရားသည်သင်ကိုအမည်မဖြစ်စေဘဲခေါင်းဖြစ်စေတော်မူသဖြင့်သင်သည်အောက်၌မနေရဘဲအပေါ်၌သာနေရသောအခွင့်ရှိလိမ့်မည်ယနေ့ငါဆင့်ဆိုသောသင်ဘုရားသခင်ထာဝရဘုရား၏ပြည့်ညတ်တော်တို့ကိုကျင့်ဆောင်ခြင်းကနားထောင်လျင်၎င်းယနေ့ငါဆင့်ဆိုသောစကားတော်လမ်းမှထွက်၍လက်ရဘက်လက်ဝဲဘက်သို့မလွဲအခြားတစ်ပါးသောဘုရားနောက်သို့လိုက်၍ဝတ်မပြုဘဲနေလျင်၎င်းထိုသို့သောကျေးဇူးတော်ကိုခံရလိမ့်မည်တရားဟောရာကျမ်းခန်းကြီး28အငယ်12မှ14